ဝိจิตနာတွေကိုပိုင်ဆိုင်တာတွေယိုကျပျက်စီးသွားနိုင်တဲ့အပေါက်ကြီး6ပေါက်ကိုသတိထားပြီးတော့ပိတ်ပါတဲ့အဲ့ဒီအပေါက်6ပေါက်ကဘာတော့ဆိုလို့ရှိရင်နံပါတ်1ကအာလတယအပြင်းထူခြင်းဟာအပေါက်တစ်ပေါက်ပဲနော်အပြင်းထူပြီဆိုလို့ရှိရင်ရှားထားတဲ့ဇီဝဥစ္စာပျက်စီးတာပဲလေကိုယ်တိုင်ခုနပြောတာလို့ကိုယ်တိုင်လုပ်ရမယ့်အလုပ်ကိုမလုပ်ဘူးအပြင်းထူတယ်တဆင်ခိုင်းတယ်ကိုယ်တိုင်ကြည့်ရမှမကြည့်ဘူးပြင်းထူတယ်တဆင်ခိုင်းတယ်အဲ့ဒါလို့အပြင်းထူပြီဆိုလို့ရှိရင်လည်းပဲဒါဇီဝဥစ္စာအဲ့ဒီလိုလူပြင်းမှာဒီဇီဝဥစ္စာမရှိဘူးလို့ဆိုလို့ယိုကျနိုင်တယ်ပျက်စီးနိုင်တယ်ဘလောက်ချမ်းသာအပြင်းထူတဲ့လူရဲ့လက်ထဲမှာဇီဝဥစ္စာဆိုတာကြာရှည်မတည်ဘူးလို့သူဆိုတယ်နောက်တစ်ခုကဘာတော့ဆိုရင်ပမာတော်ရလာတဲ့ပစ္စည်းဥစ္စာလေးပေါ်မှာယစ်မှုတယ်နော်တသက်တာစားလို့မကုန်ဘူးလို့ထင်တယ်ဘေးကဝိုင်းမြောက်တဲ့အပေါ်မှာตายရတယ်ညသောအဖြစ်ဘေးကဆရာနဲ့ခေါ်ရင်လည်းပဲနော်ခြေနှက်ကြတာလေအန်တီတို့အန်ကယ်တို့ဆိုလဲခြေနှက်ကြတာဟောအဲ့လိုဝိုင်းမြောက်ပြီးတော့ဒီပေါ်မှာယစ်မှုနေပြီဆိုလို့ရှိရင်တော့အဲ့ဒါပမာဒလို့ခေါ်တယ်အဲ့ဒီယစ်မှုနေခြင်းဟာလည်းပဲစီဝဥစ္စာမတည်တဲ့အပေါက်တစ်ခုပဲဖြစ်တယ်ယိုကျပျက်စီးသွားမှာပဲဖြစ်တယ်နောက်တစ်ခုကအနုဋ္ဌာဏတက်ကြွကြိုးစားမှုမရှိတာတက်ကြွတက်ကြွမှုမရှိဘူးစီဝဥစ္စာနဲ့ပတ်သက်ပြီးထိမ့်သိမ့်တဲ့နေရာအလေလွတ်မရှိအောင်စိတ်ဆက်အလုံးမလုံးဘူးဆိုလို့ရှိရင်လည်းစီဝဥစ္စာယိုကျပျက်စီးသွားတယ်နံပါတ်4ကဘာလို့ဆိုအတ္တယမကိုနှုတ်ဆောင်စည်းမှုမရှိဘူးကိုချင်းတရားမရှိဘူးလို့ဆိုလို့တယ်တာယမဆိုတာကိုယ့်ကိုထိမ့်သိမ်းဆောင်ရှောက်တတ်ရမယ်အနေထိုင်ဆောင်ရှောက်တယ်အပြောဆိုဆင်ခြင်တယ်ကိုယ်သိက္ခာကိုထိမ့်သိမ်းတယ်ကိုချင်းတရားအတ္တလို့ခေါ်တဲ့ကျင့်ဝတ်မပြတ်အောင်နေထိုင်တယ်အဲ့ဒီလိုမနေဘူးဆိုရင်လည်းစီဝဥစ္စာယိုကျသွားနိုင်တယ်လို့သူဆိုနောက်တစ်ခုကဘာလို့ဆိုနိဋ္ဌာနံပါတ်5ကနိဋ္ဌာအိပ်မက်ခြင်းပဲဖြစ်တယ်နော်အဲ့တော့တရားထုတ်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲဒီည7နာရီရှိတာမြတ်စွာဘုရားက2နာရီပဲအိပ်ခိုင်းတယ်24နာရီမှာနော်22နာရီအလုပ်ခိုင်းတယ်2နာရီပဲအိပ်ခိုင်းတယ်ကျန်တဲ့အချိန်မှာအလုပ်ခိုင်းတယ်နိဗ္ဗာန်ရခြင်းရင်တောင်အဲ့ဒါတော့လုပ်ရစီးပွားဥစ္စာရခြင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအိပ်